Hello မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့မိမိတို့တငယ်ချင်းတွေမုတ်တဆာရဲ့ vlog ဖြစ်ပါတယ်ရှင်ဒီလိုနဲ့မိမိတို့ဟာတုတ်တုတ်လေးခါပြီးတော့ IVY ဆိုင်ကိုတွားကြပါရဲ့ကွယ်ဆိုင်လေးကတော့သိပ္ပံလန်းထိပ်မှာရှိပြီးတော့ရင်းကိုမှထိုင်လို့ကောင်းပါရဲ့ကွယ်ဒါလေးကတော့မွေးနေ့ရှင်မွေးနေ့လက်ဆောင်ဖောက်တဲ့ကဏ္ဍလေးပဲဖြစ်ပါရဲ့ရှင်သူဖောက်ပါတယ်ကွယ်အဲ့နဲ့စားဖို့စောင့်နေတဲ့သူကတော့မန်နူလေးတစ်ပြင်းပြင်းနဲ့ပေါ့ကွယ်မှားထားတဲ့စားစရာလေးများကတော့ကြက်ကချင်ချက်နည်းနည်းညစ်လေးနဲ့နော်အရင်စားကောင်းနေတာကတော့ပုံမှန်မာလာရှင်ကိုသူကအသားလုံးလေးနဲ့ပေါ့နော်မိတို့မှားလာတာမာလာရှင်ကိုလေးကိုဒါကမှုကစုံမှာကွယ်ကစုံပလိန်ရောက်ချလာတယ်ဒါပေမဲ့စားကောင်းမှလည်းမိတို့စားလိုက်တယ်ဒါကကြတော့3ရက်ဒါမဲ့ချက်သားနဲ့စီဖူးနဲ့တော့မဟုတ်ဘူးချက်သားလေးနဲ့ပါသူလည်းရတာရှိတယ်အဲ့နဲ့ပဲတယောက်တစ်ခွက်ချင်းစီရှောက်ထည့်ပေးပါတယ်ကွယ်ကဲစားပါတော့မယ်နော်စားပါပြီဟောလိုက်ပြောလိုက်စားလိုက်နဲ့နောက်ထပ်ဟင်ပွဲတွေဆက်ပြီးတော့ရောက်လာပါတယ်ကွယ်နောက်ထပ်ထပ်မှလာတာဒီကအမှုထောင်းရေအမှုထောင်းလေးရအရတာရင်ချီမီကွီပြီးတော့ငါခဲပက်ကင်ကကြတော့ကွယ်ဟိုလိုငါ့ကိုခဲပက်နဲ့အဲ့လိုกินလာတာမျိုးပဲမဟုတ်ပဲနဲ့သူကငါ့ကိုကြော်လာတာကွယ်အဲ့တခုကကြတော့တစ်မျိုးလေးပေါ့နော်နည်းနည်းတော့တစ်မျိုးလေးဖြစ်တယ်ကွယ်ဒါပေမဲ့အရတာတော့ရှိတယ်လုံးဝမညှိဘူးပေါ့နော်ဒါပေမဲ့တခုတော့ရှိရကွယ်ငါအချေးခွန်လေးရကြတော့လေတာဟိုင်းတော့ဟိုတာမဖြစ်နေဘူးကွယ်အကုန်မစင်နေဘူးပေါ့နော်အဲ့ဒါတော့တတိထားမိခဲ့တယ်ကွယ်ငါခဲဘက်နဲ့ပတ်သက်ပြီးအရသာတော့အရင်ကောင်းဒါပေမဲ့ဒီငါအချေးခွန်လေးရပြီးတော့မိမိတို့မျှော်နေတာကငါကိုဒီလိုခဲဘက်နဲ့ဒီတိုင်းกินလိုက်ရုံပဲပေါ့လို့ကြော်ပြီးမှ sauce တွေနဲ့နည်းနည်းထပ်กินတယ်လို့နည်းနည်းလေးလောက်ထားတာမျိုးမဟုတ်ဘဲနဲ့လုံးဝငါ့ကိုဒီတိုင်းกินလိုက်မယ်လို့ထင်တာကွယ်အဲ့နဲ့ပဲစားပါတယ်ဒါပေမဲ့လည်းကုန်ပါတယ်ကွယ်အမျိုးမျိုးနေကဒီမော်လမြိုင်ကိုအလေလာတဲ့လူတွေရှိတယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်ဟာလာဆိုင်ကိုရှာနေတယ်ဆိုရင်တော့ဒီ IVY ဆိုင်လေးကို recommend ပေးပါတယ်အရသာလည်းအရင်ရှိပါတယ်အားလုံးပဲတက်တာကြည့်ရှုပြီးလို့နောက်ထပ် video တွေရမှာပြင်တွေ့ကြမယ်နော် bye bye ချစ်တယ်နော်